မြို့ထဲမှာတော့အကြီးကျယ်ရုံရင်းဆန်ခတ်တွေဖြစ်နေပြီးဒဏ်ရာရတဲ့သူတွေကိုအမြန်ဆုံးလာရောက်ကုသဖို့အော်ဟစ်နေကြပါတယ်။စွန်ဂျေကတော့ရုပ်မတူပေမဲ့လှုပ်ရှားမှုတွေကတက်ထက်တဲကျနေပြီးဒီလောက်အစွမ်းထက်တဲ့သူဟာတကယ်ပဲလီဂန်ဖြစ်နေမလားဆိုပြီးစဉ်းစားနေတာပေါ့။အဲ့ဒီအချိန်မှာပဲ Sagittarius Archer ဖြစ်တဲ့ Hugo Ortiz ကသူ့သားဖြစ်သူစွန်ဂျေကိုလူအုပ်ထဲမှာတွေ့သွားပါတယ်။စွန်ဂျေမင်းဘာလို့ဒီရောက်နေတာလဲလို့မေးလိုက်ပါတယ်။စွန်ဂျေကမဖြေပဲကိုရီးယားကိုဘယ်တော့မှပြန်ရောက်တာလဲဆိုပြီးစိတ်မကြည်တဲ့ဂယုမဆိုင်လေသံနဲ့ Hugo ကိုပြန်မေးလိုက်တာပေါ့။ဒီစကားကြောင့် Hugo တယောက်ဒေါသထွက်သွားပြီးဘာအဖေဖြစ်သူကိုပြောရမယ့်လေသံလားဆိုပြီးပြန်អော်တော့တာပေါ့။ထားလိုက်ပါတော့ကြည်ရတာကြီးကြီးမားမားလဲတိတ်ထန်ရမရထားပါဘူး။ခဏတစ်ဖြုတ်ဆေးကုသခံလိုက်ရင်အဆင်ပြေသွားမှာပါ။ဒါနဲ့အရေးကြီးတာကစွန်ဂျေမင်းအဲ့ဒီ CD မောထဲမှာရှိနေကြတာလားအဲ့ဒီကကပ်ပဲကောင်တွေကိုတတ်လိုက်တဲ့သူကိုမင်းမြင်ခဲ့ရလားဂျီမင်ကဂန်ကတော့အဆင်ပြေမှာပါလို့လွှတ်ခနဲပြောလိုက်တဲ့အခါဟျူဂိုတယောက်အရန်ကိုတုံ့လှုပ်သွားပါတယ်မင်းအခုလီဂန်လို့ပြောလိုက်တာလားသူ့ဘယ်မှာလဲမင်းသူ့ကိုတီးနေတာလားဆိုပြီးဂျီမင်နဲ့ပခုံးကိုကိုင်းပြီးအတင်းမေးပါတော့တယ်ဂျီမင်ကကြောက်ကြောက်လဲလဲနဲ့ဗျာအခုအကြောင်းမေးတာလားဦးလေးဟျူဂိုCD မောထဲမှာရှိတဲ့ပြင်ကူဘယင်မကိုနှိမ်နှင်းလိုက်တယ်သူလေသူကသူ့နာမည်ဂန်လို့ပြောပါတယ်ဆိုပြီးပြန်ဖြေလိုက်တဲ့အခါမှာတော့ဟျူဂိုတယောက်အန်အောလွန်းသွားပြီးဘာငါ့ကိုအသေးစိတ်ပြန်ပြောပြစမ်းထိုအချိန်မှာပဲ CD မောတွေကပြိုကျတဲ့မြရုတ်တရက်ထပ်ပေါ်လာပါတယ်တစ်ဖက်မှာတော့လီဂန်နဲ့ Aries ရဲ့ပိုင်ရှင်ရန်ဝေတို့တိုက်ပွဲဖြစ်နေကြပါတယ်လီဂန်ကငါတို့အနှစ်20ကြာမှပြန်ဆုံတာကိုချက်ချင်းကြီးတိုက်ခိုက်တာမလွန်လွန်းဘူးလားလို့ခနဲ့လိုက်ပါတယ်ရန်ဝေကတော့မင်းကဘသူမို့လို့လီဂန်အယောင်ဆောင်နေတာလဲလီဂန်ရဲ့မျက်နှာမှာအမာရွတ်တွေအပိစီတာမင်းကအယမ်းငယ်လွန်းနေတတန်ကလည်းမတူဘူးဆိုပြီးကြောက်ကြောက်လန့်လန့်ဖြိုးလိုက်ပါတယ်လီဂန်ကတော့အေးအေးဆေးဆေးပါပဲအယောင်ဆောင်တယ်ဟုတ်လားထိုးချီမှာပဲရန်ဝေကမင်းကကိုယ့်နေရာကိုမတီးပဲငါ့ကိုလွန်ဆန်ရက်လေပေါ့လေအဲ့ဒီအတွက်ပြန်ပေးဆက်ဖို့ပြင်ဆင်ထားပြီးတော့ဆိုပြီးတိုက်ခိုက်ဖို့လုပ်နေတော့မှပဲလီဂန်ကဘာတွေပြောနေတာလဲမှအေးပြီးကောင်းဆိုပြီးလင်းမြန်တဲ့အချိန်နဲ့ပြေးထိုးချလိုက်ပါတယ်ရန်ဝေတယောက်ကားခွဲခြင်းတော့မရလိုက်ပဲလီဂန်ရဲ့တိုက်ခိုက်မှုကိုခံရပြီးလွင့်ထွက်သွားပါတယ်ငါကမင်းကိုလိန်နေထင်းနေတာလားမင်းတို့လူကောင်တွေကနာဝေချူအောင်ဖျောက်ဖို့ဆိုလက်သီးမပိုင်ရင်မပြေးတဲ့ကောင်တွေပဲမင်းတို့တွေကငါ့ကိုတာဝါထဲမှာလောက်ကြံပြီးငါရဲ့ဖျားပြေးလက်နက်တွေနဲ့ပိုင်ဆိုင်မှုတွေကိုခိုးယူပြီးကောင်းစားနေတာမဟုတ်လားငါရဲ့တေသန်းစာအတူတောင်ရေးပေးလိုက်သေးတယ်လို့ဒေါသတကြီးမေကွန်းထုတ်လိုက်ပါတယ်ငါမင်းတို့ကိုအကုန်တပ်ဖြစ်ဖို့ပြန်လာတာမင်းတို့ရဲ့အိတ်တွေလက်နက်တွေနဲ့ကြံတဲ့စိတ်ကောင်တွေကိုပါငါအကုန်ဖျက်ဆီးပြင်မယ်လို့လီဂန်ကကျုံးဝလိုက်တာပေါ့ရန်ဝေကတော့ငါအဲ့ဒီလိုအဖြစ်မခံဘူးကွာလို့ပြန်ပြောလိုက်ပေမဲ့သူ့စိတ်ထဲမှာတော့လီဂန်ရဲ့ပြောပုံဆိုပုံတွေကနောက်ပြောင်နေတာမဟုတ်တကယ်လို့မဲ့ပုံစံကြီးပြီးတော့လှူရှားမှုကလည်းမြင်တောင်မမြင်လိုက်ရပဲမြန်လွန်းနေတာတကယ်ပဲလီဂန်လားလို့မေးခွန်းထုံနေမိပါတယ်မဖြစ်နိုင်တာတကယ်လို့မင်းတာလီဂန်ဆိုရင်ငါ့ကိုတတ်သေးပြစမ်းမဆိုပြီးသူ့ရဲ့နတ်ဖျားဂျိတ်အန်ပါယာရဲ့စွမ်းရတဲ့စိတ်ပိုင်းကိုခေါ်ယူလိုက်ပါတယ်အခုတော့ငါတို့ကမဲအတွက်ပိုးမွားကောင်ပုံပေါက်နေသေးလားမဲသားဝါကျဲတိုက်ထဲကဘလူးထွက်လာတယ်မသိဘူးငါရဲ့တရောစင်ရာဝဲအစွမ်းကိုခန်းစားကြည့်လိုက်တော့ဆိုပြီးလီဂန်ကိုတန်ကြိုးနေနဲ့တကိုယ်လုံးချုံနှောင်လိုက်ပါတယ်လီဂန်ကတော့ဟိုးအံ့ဩစရာပါလားလို့ခနဲ့တဲ့တုံ့ပြန်လိုက်ပါတယ်ဘဇာပိတ်ထားစမ်းငါတို့ကမဲထင်လို့အားနေတဲ့သူတွေမဟုတ်တော့ဘူးသေပေလို့ဆိုပြီးဓာမိုးတွေအဆက်မပြတ်ရွာချတိုက်ခဲလိုက်ပါတယ်ခဏအကြာမှာတော့မင်းသေးပြီမလားနဆိုးရက်တိုက်တာဝါကအသက်အရှင်ပြန်လာတာအံ့ဩပေမဲ့အရင်လို့ပိန်းတော့မှလာပြောငါလူအတွေ့အကြုံတွေကနေအဆက်မြင့်ပါတဲ့သူကမှအရင်တိုက်ခိုက်ရတယ်လို့စိတ်မကောင်းဘူးငါတို့ကအနှစ်20လုံးစောက်ပေါက်အဒုတွေပဲလုံနေတာထင်နေတာလားဆိုပြီးရန်ဝေတွေကဝမ်းတာပီတိဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ဖုန်ဒီငိန်ထွားတဲ့အခါမှာတော့လီဂန်ဟာဓားတွေတောင်ပုံတွေကနေဒဏ်ရာတစ်ချက်မှမကြပဲပြန်ထွက်လာတာကိုမြင်လိုက်ရတဲ့အတွက်ရန်ဝေကောက်လန့်တုံ့လောက်သွားပါတော့တယ်ထိုအချိန်မှာပဲလီဂန်ကရန်ဝေမျက်နှာကိုအားပြင်းတဲ့လက်သီးနဲ့ထိုးချလိုက်ပါတယ်မင်းဘလို့အသက်ရှင်နိုင်ခဲ့တာလဲမင်းတကယ်လီဂန်လားတကယ်ပြန်လာတာလားလီဂန်ကပြုံးလိုက်ရင်အေးငါတကယ်ပြန်လာပြီဒါနဲ့မင်းတို့လက်နက်တွေကဘာလို့ချီးနှံ့နေနန်းနေရတာလဲဆိုပြီးခက်ရွက်တွေမေးလိုက်ပါသေးတယ်ရန်ဝေရဲ့တိုက်ခိုက်မှုကြောင့်လီဂန်ဟာလုံလောက်တဲ့တေလူနီပါ damage ကိုခံခဲ့ရတာကြောင့်အဲ့ဒီအချိန်မှာပဲလီဂန်အတွက် 13th sense
73ခုမြောက်အာယုံဆိုတဲ့စွမ်းရည်တစ်ခုပွင့်ထားပါတယ်လီဂန်ဟာရန်ဝေရဲ့တိုက်ခိုက်မှုကိုသူ့ရဲ့ခန္ဓာကိုယ်ကပြန်လဲကူးတာနိုင်စွမ်းကြောင့်ဘာဒရာမှမရှိပါဘူးရန်ဝေကစိတ်ထဲကနေဒီလိုမျိုးပြန်လဲကူးတာနိုင်စွမ်းက Aquarius ကူးတာပြီးသူတွေတောင်မလုံနိုင်တဲ့အရာပဲလို့ရေးရွတ်နေပါတယ်လီဂန်ကအိုးကျေးဇူးပဲမင်းကြောင့်ငါပေါ်တန်းမလာပြီကဲဒါဆိုရင်တခုခုစမ်းကြည့်အောင်လို့ဆိုလိုက်ပါတယ်ရန်ဝေကတော့ခဏနေပါအောင်လို့ကြောက်လန့်ပြောလိုက်ပါတယ်နဖေအာအဲရစ်ကလီဂန်ကိုအန်အော်တောင်းလို့ဆိုတာကြည့်နေပါတယ်ရန်ဝေကလီဂန်ဘာလို့အသက်ရှင်နေသေးတယ်ဆိုပြီးတိုးတိုးလေးမေးလိုက်တယ်အာနဖေအာအဲရစ်ကဒါမဖြစ်နိုင်ဘူးလို့အော်ဟစ်တုံလို့ရင်းဆဲဆူပျောက်ကွယ်သွားခဲ့ပါတယ်ရန်ဝေဒီတော့သူ့ရဲ့နဖေအာတောင်ထပ်ပြေးပျောက်ကွယ်သွားတာကိုကြည့်ပြီးဘာလဲဖေအာသခင်ကဘာလို့ပျောက်ကွယ်ရတာလဲလို့ဆိုရင်ကြောင်အန်းနေတော့မှလီဂန်ကဘာလို့မထူးတော့ဘူးဆိုတာသိလို့ပြေးတာနေမှာပေါ့လို့ခနဲ့တဲ့ပြန်ဖြေလိုက်ပါတယ်ငါကအရန်သဘောကောင်းတနာတက်တဲ့သူဆိုတော့ငါခံစားခဲ့ရတဲ့နာကျင်မှုလောက်ပဲမင်းကိုပြန်ပေးဆက်ခိုင်းမှာပါလို့ပြောပြီးမဲ့ပြုံပြုံးလိုက်ပါတယ်ဝေးရဲ့လူတွေနဲ့အတူယူကိုရောက်လာတဲ့အခါမှာတော့နေရာတစ်ခုလုံးရစရာမရှိအောင်ပျက်စီးနေပြီးအပေါ်ကနေတထဲကွဲမမြင်ရလောက်တဲ့ထွဲနဲ့ကြီးတစ်ခုကိုမြင်လာရပါတယ်ယူကိုကစွမ်းအင်နန့်ကိုတတိထားလိုက်မိပါတယ်ဒီစွမ်းအင်ကရန်ဝေလားဒါသေးကြပေါ့လီဂန်ရဲ့လက်ချက်ပါကွာအရှုရှက်တွေလှုပ်ချင်နေလဲဒီလောက်ကြီးတာလွန်တာပေါ့ဆိုပြီးယူကိုတယောက်သပင်းချလိုက်ပါတော့တယ်ရန်ဝေရဲ့အဖွဲ့ဝင်တူကလည်းဒီကနေရန်ဝေရဲ့စွမ်းအင်ကိုခန်းစားရတယ်သူအသက်ရှင်နေတယ်လို့ပြောဖို့တော့သူစွမ်းအင်ကမရှိတော့တာလားဒီမှာဘာနေဖြစ်သွားတာလဲယူကိုကမင်းတို့ခဏလောက်နောက်ဆုတ်ပေးဆိုပြီးထွဲနဲ့ထဲကိုဆင်းပြီးကြည့်လိုက်တဲ့အခါမှာတော့တွေးလိုက်ရတဲ့မြင်ကွင်းကတော့ယူကိုနဲ့အတူရန်ဝေရဲ့တပည့်များပါအကုန်စွန့်အားထွားကြပါတယ်ရန်ဝေတယောက်အသက်အန္တရာယ်စိုးရင်ရတဲ့အထိလေးကြနေတာပဲဖြစ်ပါတယ်လီဂန်ကတော့သူစီကနေရန်ဝေခိုးသွားတဲ့ Divine Artifact နဲ့ဖျားလက်နက်ကိုလိုက်ရှာနေပါတယ်ရတနာပြတိုက်ထဲရောက်တဲ့အခါမှာဒီကောင်ကချမ်းသာခြင်းကြောင့်အရန်ဆောင်ခြင်းလို့ငွေတွေဒီနေရာတော်တော်ဖြုံးထားတာပဲဆိုပြီးလှောင်ဖြောင်းလိုက်ပါတယ်အတူအယောင်လက်နက်တွေပြထားတဲ့ဂျားကနေသူ့ကင်တွန်းမဲတဲ့သွားတိုက်တန်ကိုတွေးလိုက်ပြီးလီဂန်ပျော်သွားပါတယ်အဲ့ဒီနောက်ပြတိုက်ထဲကနေသကိုးပြိုးဆိုတဲ့အော်တန်တွေနဲ့အချက်ဖေးတန်များထွက်ပေါ်လာပြီးအဆောင်တွေရောက်လာပါတော့တယ်လက်ထဲကပစ္စည်းကိုချပြီးအေးဆေးဆေးအဖမ်းခံမှာဆိုလိုက်ပေမဲ့လီဂန်ကတော့သူ့ရဲ့သွားပုတ်တန်ကိုသုံးပြီးအကုန်လုံးကိုတိုက်ခိုင်ရင်းကိုယ်နဲ့ရင်းနှီးခဲ့တာလေးကိုအသုံးပြုမှဖြစ်မှာပါဘောဆိုပြီးရေရွတ်လို့နေပါတယ်အဲ့ဒီနောက်မှာတော့သူရှာနေတဲ့ The Mud Ball that creates all ဆိုတဲ့ S အဆင့်လက်နက်လေး Lime ကိုပြန်တွေ့သွားပါတယ်ဒီလက်နက်ကိုရလာတာနဲ့ Creation Workshop ဆိုတဲ့စွမ်းရည်လေးပွင့်သွားခဲ့ပါတယ်လီဂန်တယောက်သူလိုချင်တဲ့ဟာရှာတွေ့ပြီးတဲ့နောက်တော့သူ့ရဲ့ဝါသနာအတိုင်းဘာမှမပါပဲဒီတိုင်းပြန်ရင်နှမျောစရာကောင်းတာပေါ့ဆိုကရန်ဝေပစ္စည်းအကုန်ပတ်ခိုးပါတော့တယ်အပြင်ရောက်တဲ့အခါမှာတော့သူ့ရဲ့တငယ်ချင်းဟောင်းဟူကိုနဲ့ထိုက်တိုက်တိုးပါတော့တယ်ဟူကိုကလီဂန်ရဲ့မျက်နှာကိုမမှတ်နိုင်ပဲအာယုံသာခံစားရကြောင်းလူမားဖီးဖက်နေတော့လီဂန်ကလူတော်မမှတ်မိဘူးလားငသုံးကောင်ဆိုပြီးသူ့ကို drop kick နဲ့လမ်းကမ်းလိုက်ပါတယ်အဲ့ဒီမှာယူကိုတယောက်လွှဲကြည့်မိပြီးလီဂန်ရဲ့ပခုံးပေါ်မှာလီဂန်ရဲ့အစွမ်းတင်ပစ္စည်း lime ကိုတွေ့ပြီးမှတ်မိသွားပါတော့တယ်။ကန်မင်းတကယ်ပဲအသက်ရှင်နေတာလားဆိုပြီးယူကိုတယောက်ဝမ်းသာအားရဲ့ဖတ်လိုက်တဲ့အချိန်မှာပဲကောင်းကင်ပေါ်မှာ Sagittarius နတ်ဖျားအပိုလွန်ရုပ်တရက်ပေါ်လာပါတော့တယ်။လီဂန်နဲ့ယူကိုနှစ်ယောက်လုံးအန်အောတင်ပြီးသူကဒီကိုဘာလို့ရောက်နေတာလဲလို့နှုတ်ကနေတန်းပလိုင်ထော်လာပါတော့ကြီးလီဂန်ပြန်လာပြီးဆိုတဲ့သတင်းကြောင့်တကဘာလုံးတွန့်လုတ်ချချသွားရပါတယ်ဒနုယာတီရဲ့နတ်ဖျားအပိုလိုကတော့ဒါကိုမတင်ကြပါဘူးသူကရှေ့မှာရှိနေတဲ့လီဂန်ဟာအစစ်ဟမှုတ်စစ်ဆေးကျင်နေတာကြောင့်ဒီကောင်ကိုငါရဲ့မီးများနဲ့ပြစ်လိုက်ရင်တခုခုတော့ထူးခြားလိမ့်မယ်ဆိုပြီးမြားနဲ့တေးကြချိန်ရွယ်ထားပါတယ်အဲ့ဒီအချိန်မှာပဲဟျူဂိုကဒနုနတ်ဖျားရှေ့ကနေလီဂန်ကိုကာကွယ်ပေးလိုက်ပြီးအဆင်ပြေပါတယ်လို့ပြောရင်ဝမ်းသာအားရငိုကြွေးနေပါတယ်အခြေအနေကိုကြည့်ပြီးနတ်ဖျားကတော့ပြန်ပြောက်ကွယ်သွားခဲ့ပါတယ်ဒါပေမဲ့လီဂန်ကတော့မျက်နှာတီတီနဲ့ဘာအဆင်ပြေတာလဲမင်းမငါ့ကိုပြန်ပေးဆက်စရာရှိသေးတယ်နော်လို့ပြောလိုက်ပါတယ်ဟျူဂိုတယောက်ကြောင်သွားတဲ့အချိန်မှာလီဂန်ကထပ်ပြောပါတယ်ငါမင်းကိုတတ်မှာမို့လို့ကန်ကောင်းပါစေလို့ပဲဆူတောင်းထားလိုက်ငါတာဝါဒကထွက်လာတော့ငါအိမ်ကိုရောင်းစားလိုက်ကြတယ်ပြီးတော့ငါတေတန်းစားအတုပ်လုပ်ပြီးငါပစ္စည်းတွေကိုစိတ်ကြိုက်ခိုးသွားကြတယ်ပေါ့လေတဲ့ဟျူဂိုကမဟုတ်ပါဘူးနေပေါင်းလီဂန်လို့တားနေတော့မှာပဲလီဂန်ကခုတော့တစ်ချက်လောက်ပဲအမီအားထိုးပါရစီဆိုပြီးဝမ်းတာအားရစနောက်ရင်လက်ထီးနဲ့အရင်ဆုံးနှုတ်ဆက်လိုက်ပါတယ်ဒါတကယ်လီဂန်အကျင့်အတိုင်းပါပဲလားခွေးကောင်ငါ့ကိုတကယ်ကြီးထိုးချလိုက်တာဆိုပြီးဟျူကိုတယောက်ညီးတွားတော့ပါတယ်
အဲ့ဒီအချိန်မှာပဲလီဂန်ကိုတခိုးဆိုပြီးလိုက်ဖမ်းနေတဲ့သူတွေရောက်လာကြပါတယ်လီဂန်ကဟုတ်တာပဲပြန်စင်းစားကြည့်တော့ငါကလိုက်ဖမ်းနေရခံနေရတာပဲလို့တတိယသွားပါတယ်ယူဂိုကမင်းဘာတွေခိုးလာပြန်တယ်လေလို့မေးလိုက်တော့မှလီဂန်ကရန်ဝေစီကပစ္စည်းမှန်သမျှအကုန်ခိုးလာတဲ့အထုပ်ကြီးကိုလက်ညှိုးထိုးပြီးတီးလောက်ပဲပါလို့အေးအေးဆေးဆေးဖြေလိုက်ပါတယ်ဆောက်ယူကောင်ဒီအထုပ်ကြီးကနည်းနည်းလေးလားဆိုပြီးဟျူဂိုကပြန်អော်ရပါတော့တယ်လိုက်ဖမ်းတဲ့သူတွေရဲ့ခေါင်းဆောင်ကသူတို့ကိုယ်တိုင်မနိုင်တာကြောင့်လီဂန်ကိုနှိမ်နှင်းဖို့အတွက်မိတရားရာဒီရဲ့အင်းဆောင်နဲ့ဖျားထိတဲ့ပိရှူးဆိုတဲ့ချမ်းသာကြွယ်ဝမှုရဲ့တရေကြီးကိုဆင့်ခေါ်လိုက်ပါတယ်ဒီတရေကြီးကပတ်ဝန်းကျင်မှာရှိတဲ့ယရနာတွေကိုအကုန်ဝါမျိုးနိုင်တဲ့စွမ်းအားရှိပါတယ်ဘာကြီးတယ်ဟျူဂိုကထိတ်လန့်သွားပါတယ်ပစ္စည်းတွေထားခဲ့ပြီးပြေးကြစို့အိမ်ဆောက်နတ်ဖျားတွေပါရောက်ကုန်ပြီလို့ပြောပေမဲ့လီဂန်ကနည်းနည်းမှမကြောက်ပါဘူးငိမ့်နေစားငါကယောက်ျားရှိတဲ့မာနာတဲ့ကွာဆိုပြီးပြန်ပြောလိုက်ပါတယ်လီဂန်ကသူ့ရဲ့ lime စီကနေဓာတ်တောင်းလိုက်တဲ့အခါချစ်စရာ lime လီကကြက်တုံးလီဓာတ်လီထုတ်ပေးပါတယ်လီဂန်ကဒီဓာတ်လီနဲ့အိမ်ဆောက်နတ်ဖျားကိုတိုင်ရင်မလေးစားရကြတယ်မင်းရဲ့ပုံစံအစ်စ်ကိုပြဆန်းဆိုပြီးသူ့ရဲ့ထူးဆင်မှုအစွမ်းနဲ့မွေးနတ်ဖျားအစွမ်းကိုပေါင်းစပ်နိုးထားစီကထူးချမ်းတဲ့ဓာတ်တလက်အဖဖန်တီးလိုက်ပါတယ်ပြီးတော့လီဂန်ကသူ့ရဲ့အသက်ရလာတဲ့73ခုမြောက်အာယုံ13 cents ကိုတုံးပြီးပိရှူးရဲ့အားနည်းချက်ကိုရှာပါတယ်ဒီစွမ်းရည်ကရန်သူရဲ့တေနိုင်စွမ်းကိုမမြင်ရသေးတာတလွဲအားနည်းချက်အားလုံးကိုမြင်နိုင်ပါတယ်လီဂန်ကပြစ်ချူကိုမွေဖာနီးစွမ်းနာနဲ့အားနည်းချက်တစ်ခုကိုတစ်ချက်တည်းရိုက်ချလိုက်တဲ့အခါပြစ်ချူသားရဲ့ကြီးကအလဲကွဲရှုံနေသွားပါတယ်အန်သေးစရာကောင်းတာကလီဂန်ဟာတခြားနတ်ဖျားရဲ့အိမ်ဆောက်သားရဲ့ကိုမိမိရဲ့အစီအကံထိပြောင်းလဲပစ်လိုက်နိုင်တာပါပဲဒါဟာနတ်ဖျားတွေထဲမှာတော့နှစ်ယောက်ပဲလုံနိုင်တာပါလီဂန်ကတော့သူ့ပစ္စည်းတွေတိုးလောင်ခိုင်းဖို့ကျွယ်ဝမှုနတ်ဖျားသားရဲ့ကိုရလိုက်တာကြောင့်အပျော်ကြီးပျော်နေပါတယ်သူကဒီသားရဲ့ကြီးကိုဝတ်စုဘူးလို့နာမည်သစ်ပေးလိုက်ပါတော့တယ်နောက်ထပ်အပိုင်းတွေနဲ့အခြားသောစိတ်ဝင်စားရာ manga recap အသစ်တွေကိုစောင့်မျှော်ကြည့်နိုင်ရန်ကျွန်တော်တို့ MAG Recap YouTube Channel နဲ့ Facebook Page တို့ကို Subscribe နဲ့ Follow လုပ်ရသေးရင်လုပ်ခဲ့ဖို့တောင်းဆိုခဲ့ပါသည်ကျွန်တော်တို့ manga recap တွေအားပေးတဲ့တယောက်စီးတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်အပိုင်းတွေမှာပြန်လည်တွေ့ကြရအောင်ဗျာ